You know that Barrow had watched the tape and looked to take advantage. She's got a massive frame for this atom-weight Muay Thai class. How are you feeling being here? I feel great, man. I'm very excited. နဲ့ထိုးမယ်အစ္စရေးသူလေးကိုအားပေးကြဖို့တောင်းဆိုလာတဲ့ဂျဂျွာဖန်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်လက်တီချက်တွေပြင်းထန်ပြီးရိုသားကြိုးစားတဲ့မြန်မာပရိသတ်တွေရဲ့ချစ်တော်ဂျဂျွာဖန်ကသူ့ရဲ့လက်ချစ်ပေါ်ဖြစ်တဲ့အစ္စရေးသူလေးရဲ့နက်ခရိုတို့ကိုအားပေးကြရန်တောင်းဆိုလာခဲ့တာလည်းဖြစ်ပါတယ်ဂျဂျွာဖန်ကလက်ရှိမှာတော့ထိုင်းနိုင်ငံရဲ့နာမည်ကျော်ဖက်တဲ့ကျင်းမှာအပြင်းထန်လေးချမှုတွေလှုပ်ဆောင်နေရလဲဖြစ်ပါတယ်ထူးခြားတာကတော့ဂျဂျွာဖန်နဲ့အတူတူလေးချင်းပေါ်လေးချင်းဘက်ဖြစ်နေတဲ့အစ္စရေးနိုင်ငံသူဖိုက်တာမလေးတယောက်ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာဂျင်းထဲမှာအတူတူလေးချင်းတဲ့ပုံရိပ်တွေရင်းနှီးနေတဲ့ပုံစံတွေကပြည်သက်တွေကြားထဲမှာတော်လေးကိုစိတ်ဝင်စားစရာဖြစ်နေရလဲဖြစ်ပါတယ်။လာမယ့်20ရက်နေ့မှာတော့ဂျဂျွာဖန်ရဲ့လေးချင်းပေါ်အစ္စရေးသူလေးကလည်းပွဲထွက်လာဖို့ရှိနေပြီးမြန်မာဖိုက်တာဘရိုနီကာနဲ့ထိုးသက်သွားမှာပဲဖြစ်ပါတယ်။ဒီပွဲအတွက်ပြည်စင်နေရင်ဂျဂျွာဖန်ကမြန်မာပြည်သက်တွေကိုထူးထူးခြားခြားတောင်းဆိုမှုတစ်ခုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့သူ့ကိုချစ်ခင်အားပေးကြသလိုမျိုးပဲသူ့ရဲ့လေးချင်းပေါ်ဖြစ်တဲ့အစ္စရေးသူလေးကိုလည်းမြန်မာပြည်သက်တွေအနေနဲ့ဝိုင်းပြီးတော့အားပေးကြဖို့တောင်းဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ကိုယ်နိုင်ငံသားမဟုတ်ပေမဲ့လည်းအတူတူလေးလာနေတဲ့တငယ်ချင်းဖြစ်သူအတွက်အားပေးကြဖို့တောင်းဆိုလာတာကတကယ့်ကိုချစ်စရာကောင်းတဲ့လုပ်ရတစ်ခုပဲဖြစ်ပါတယ်။ဒီလိုတောင်းဆိုလိုက်တဲ့အပေါ်မှာပြည်သက်တွေကလည်းအငြိမ်မနေပဲနဲ့သူတို့နေရာကိုကြည့်ရတာလိုက်ဖက်လုံးလို့သဘောတူတယ်ဆိုပြီးတော့စားနောက်နေကြတာလည်းဖြစ်ပါတယ်။အားကစားသမားချင်းချင်းယဉ်ကျေးမှုထက်ပိုနေသလားဆိုပြီးတော့ချစ်စနုံနဲ့စားနောက်နေကြတာကလည်းလူမှုကွန်ရက်ပေါ်မှာတော်တော်လေးကိုပြန့်နှံ့နေရလည်းဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်လာမယ့်20ရက်နေ့မှာထိုးသက်မဲ့ပွဲစဉ်မှာဂျဂျွာဖန်ရဲ့ကောင်မလေးအစ္စရေးသူလေးသူငယ်ချင်းကိုအောင်မြင်မှုတွေရစေဖို့ဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးလည်းဂျဂျွာဖန်တောင်းဆိုသလိုမျိုးအစ္စရေးသူလေးကိုအားပေးမလားဆိုတာကောမမှာရေးသွားပေးခဲ့ကြပါအောင်ရှင်။ဟုတ်တယ်မလားကျွန်တော်တို့ရဲ့ဂျော်ဇွန်ဝင်းရဲ့ဘရိုနီကာရဲ့ရဲရင်အောင်ရဲ့၃ယောက်ပဲရှိပါသေးတယ်နော်ဆိုတော့အချင်းချင်းကနိုင်ငံကုန်ဆောင်ကြရတဲ့သူဖြစ်တဲ့အတွက်အင်မတန်မှတယောက်နဲ့တယောက်အားပေးကြတယ်အခုဂျော်ဇွန်ဝင်းရဲ့လောက်ရက်ကလည်းမမားပါဘူးနော်သူ့ရဲ့ဂျင်းဖို့ကိုသူ့ရဲ့ကလပ်ကနော် feathers ဂျင်းကနော်သူ့ရဲ့ဒါလေ့ကျင့်ဖို့ကိုနော်အားပေးတယ်နော်ဒါကတော့သဘာဝပါပဲလားဒီလိုသူကအားပေးလိုက်လို့ဘရိုနီကာကိုလည်းမနိုင်စေချင်ဘူးဆိုတာမျိုးကတော့မဟုတ်ပါဘူးနော်ဒါပေမဲ့တခုတော့ကျွန်တော်ပြောချင်တယ်သလားဖြစ်တာတော့မဟုတ်ဘူးဒါကျွန်တော်ရှာကူဟန်တို့ကိုလည်းကျွန်တော်စော်ကားချင်တာမဟုတ်ဘူးတွေ့ရနေတဲ့ fighter တွေကလည်းကျော်စော်ဝင်းနဲ့တွေ့ရနေတဲ့ fighter တွေကလည်းတကယ်ပဲကျော်စော်ဝင်းကိုတကယ်ချစ်ပါတယ်နော် Y2K တို့ဆိုလည်းတကယ်ကိုမှနော်ကြီးစိုက်ပေးတယ်ပေါ့နော်ဒါမှန်ပါတယ်ဒါပေမဲ့ကို့မြန်မာလူမျိုးလောက်ကိုယ့်ရဲ့နိုင်ငံကိုချစ်တာမရှိဘူးသူတို့ကဘာကြောင့်ဒီလိုလုပ်နေတာလဲပြိတက်လိုချင်တာနော်မြန်မာနိုင်ငံရဲ့ပြိတက်လိုချင်တာအခုဆိုကျော်ဆောင်ဝင်းရဲ့လေ့ကျင့်ဖော်တွေကိုကြည့်သူတို့ရဲ့ Facebook မှာပုံတင်ပြီးတော့တင်ထိုင်းလူနဲ့မတင်တော့ဘူးမြန်မာလူနဲ့ပဲတင်တော့တာဆိုတော့ fan base ကိုသူတို့ရတယ်တခုကနောက်တစ်ခုကအရင်အကျိုးမြတ်ရတာကဘာလဲ Facebook ပေါ်မှာဒေါ်လာ1000ကြီးဝင်ပါတယ်နော် view တွေများရင် like တွေများရင်အများကြီးပတ်စံဝင်ပါတယ်ဒါတွေကအကျိုးမြတ်ပဲဒါကြောင့်မလို့ရှားကိုဟန်ကလက်ကမောင်းခတ်လို့မြန်မာနိုင်ငံကိုအရန်ချစ်ပြလို့ချစ်တာမင်းတို့အပိုင်းဒါပေမဲ့ပြောချင်တာကတော့ဒါရှားကိုဟန်ကိုဝေဖန်တာတိုက်ခိုက်တာမဟုတ်နော်ပြောပြချင်တာကဘာလဲဆိုရင်နော်ဘာလဲဆိုရင်အဲ့ဒါပဲနော်ပြောချင်တာက fan base ရတယ်ပတ်စံရတယ်နော်အကျိုးမြတ်တွေကြီးပဲဗျာဒါကိုပြောချင်တာပါဘရိုနီကာကတော့အရင်ကလိုမျိုးလူတွေရဲ့ပြောဆိုခြင်းစိတ်ရခြင်းတွေကိုတောက်ကြီးမဆိုင်တော့ဘဲနဲ့မမိအလုံးမမိပဲလုံးနေတော့တာကိုတွေးရတယ်ပေါ့ဗျာနော်ကျော်စော်ဝင်းကိုတော့ရှားကူဟန်နဲ့ဘေးစားတဲ့သူကဘေးစားနဲ့နော်ကျွန်တော်တို့မျိုးစုံပြောဆိုနေကြပါပြီကျော်ဆောင်ဝင်းရဲ့ပွဲကလည်းနောက်လ3လပိုင်းအစပိုင်းမှာကျွန်တော်ကြည့်ရမယ်လို့သိရတယ်။အနောက်ထပ်သတင်းကောင်းကတော့ကျွန်တော်ရဲ့ချန်ပီယံကြီးဂျော့ရှွာမန်ဟာဒါ4လပိုင်းမှာပွဲရသွားပြီလို့သတင်းတွေကတော့ထုတ်ပေါ်လာနေတယ်။ UFC ဘက်ကနေ confirm လို့မရေးပေမဲ့လည်းတော်တော်များများသိကြတယ်လို့ပြောဆိုနေကြပြီပေါ့နော်။ဆိုတော့ Tesla Taiwan နဲ့ဂျပန်ကောင်တွေဖြစ်တယ်လို့လည်းပြောကြတယ်ပေါ့နော်။ဆိုတော့ကျွန်တော်မြန်မာပြည်သက်တွေအနေနဲ့ကတကယ်ကိုမှမြန်မာဘယ်လိုပြောရမလဲဝမ်းသာစရာကြီးပဲဗျာ။ကောင်းပွဲကောင်းနေကြီးပဲကြည့်ရမယ်နော်။ဆိုတော့အချင်းချင်းဝေဖန်နေမဲ့အစားပိုက်ခိတ်နေမဲ့အစားเนาะကျွန်တော်တို့ဒါမြန်မာကိုစားပြီး fighter တွေကိုအားပေးကြရအောင်เนาะကျွန်တော်တို့ Bronica ကိုလည်းဆက်ဆူမှုတွေเนาะဝေဖန်မှုတွေလုံးနေမဲ့အစားကိုယ်နိုင်ငံကိုဂုဏ်ပြုတဲ့เนาะဂုဏ်ရမဲ့เนาะချန်ပီယံဖြစ်လာနိုင်တာဖြစ်တဲ့အတွက်အကောင်းဆုံးပြည့်စက်ခြင်းနဲ့အားပေးကြဖို့အတွက်ကိုကျွန်တော်အနေနဲ့တိုက်တွန်းပြစီဗျာ